တုတ်တန်ချမ်းအခန်းကြီး7မမှန်သောချိန်ခွင်သည်ထာဝရဘုရားဆက်ဆုပ်ယွန်ရှာတော်မူပွဲမှန်သောအလေးမူကားနှစ်သက်တော်မူပွဲဖြစ်၏မာနထောင်လွှားသောအခါအဆက်ကွဲခြင်းဖြစ်တတ်၏စိတ်နှိမ်ချသောသူတို့၌ကပညာရှိ၏ဖြောင့်သောသဘောသည်ဖြောင့်မတ်သောသူတို့ကိုပဲ့ပြင်တတ်၏ကောက်သောသဘောမူကားလွန်ကျူးသောသူတို့ကိုဖျက်ဆီးတတ်၏အမျက်ဒေါသထွက်သောကာလ၌စီးစိမ်ဥစ္စာသည်အကျိုးမပေးနိုင်ဖြောင့်မတ်ခြင်းပါရမီမူကားတေခြင်းမှကယ်တင်တတ်၏ဖြောင့်မတ်ခြင်းပါရမီသည်စုံလင်သောသူတို့ကိုပဲ့ပြင်တတ်၏မတရားသောသူမူကားမိမိမတရားသောအမှုအပြင်ဆုံးရှုံးတတ်၏ဖြောင့်မတ်သောသူတို့၏ဖြောင့်မတ်သောသဘောသည်သူတို့ကိုကယ်တင်တတ်၏လွန်ကျူးသောသူတို့မူကားမိမိတို့အဓမ္မ၌ကြော်မိတတ်ကြ၏ဆိုးသောသူသည်သေသောအခါမျောလင့်ခြင်းပြတ်တတ်၏မတရားသောသူ၏တောင်းတခြင်းသည်လည်းပြတ်တတ်၏ဖြောင့်မတ်သောသူသည်ဒုက္ခထဲကထွက်မြောက်၍သူ့ကိုယ်စားမတရားသောသူခံရ၏အဓမ္မလူသည်မိမိနှုတ်ဖြင့်မိမိအိမ်နီးချင်းကိုဖျက်တတ်၏တရားသောသူမူကားပညာအတတ်အားဖြင့်အမှုလွတ်တတ်၏တရားသောသူသည်ကောင်းစားသောအခါတစ်မျိုးလုံးဝမ်းမြောက်ခြင်းရှိ၏မတရားသောသူသည်ဆုံးရှုံးသောအခါမူကားကြွေးကြော်ခြင်းရှိ၏တရားသောသူသည်ကောင်းကြီးပေးသောအပြင်သူ၏နေရာမြို့သည်ချီးမြှောက်ခြင်းသို့၎င်းမတရားသောသူ၏နှုတ်ဖြင့်ဖြိုဖျက်ခြင်းသို့၎င်းရောက်တတ်၏ပညာမဲ့သောသူသည်မိမိအိမ်နီးချင်းကိုမထီမဲ့မြင်ပြုတတ်၏ဉာဏ်ကောင်းသောသူမူကားတိတ်ဆိတ်စွာနေတတ်၏လေ၍စကားများစွာပြောတတ်သောသူသည်လျှို့ဝှက်အပ်သောအရာကိုဖော်ပြတတ်၏သစ္စာစောင့်သောသူမူကားဝှက်ထားတတ်၏အကြံပေးနိုင်သောဉာဏ်မရှိလျှင်ပြည်သားတို့သည်ရှုံးတတ်၏အကြံပေးနိုင်သောသူအများရှိလျှင်မူကားဘေးလွတ်တတ်၏အကျွမ်းမဝင်သောသူ၏အမှု၌အာမခံသောသူသည်အလွန်နာလိမ့်မည်လှဝါးချင်းရိုက်သောအမှုကိုမုန်းသောသူမူကားစိုးရိမ်စရာမရှိနှစ်သက်ဖွယ်သောမိန်းမသည်ဂုံအတရေကို၎င်းခွန်အားကြီးသောယောက်ျားသည်စီးစိမ်ကို၎င်းရတတ်၏တနာတတ်သောသူသည်မိမိကိုယ်၌ကျေးဇူးပြုတတ်၏ကြမ်းကြုတ်သောသူမူကားမိမိကိုယ်ကိုပင်နှောက်ယှက်တတ်၏မတရားသောသူပြုသောအမှုသည်အမြဲမတည်တတ်ကြောက်မတ်ခြင်းတရားမျိုးစေ့ကိုကျဲသောသူမူကားမြဲမြံသောအကျိုးကိုခံရလိမ့်မည်ဖြောင့်မတ်ခြင်းတရားသည်အသက်ရှင်ခြင်းနှင့်ဆိုင်တကဲ့သို့ဒုစရိုက်ကိုလိုက်ရှာသောသူသည်လည်းမိမိသေးခြင်းတိုင်အောင်လိုက်ရှာတတ်၏သဘောကောက်သောသူတို့ကိုထာဝရဘုရားသည်ဆက်ဆုပ်ယွန်ရှာတော်မူ၏ဖြောင့်သောလမ်းသို့လိုက်သောသူတို့ကိုကနှစ်သက်တော်မူ၏လူဆိုးတို့သည်အသင်းဖွဲ့တော်လဲအပြစ်ဒဏ်နှင့်မလွတ်ရကြဖြောင့်မတ်သောသူတို့၏အမျိုးအနွယ်မူကားလွတ်ရ၏တမာတတိမရှိအစင်းလှသောမိန်းမသည်ဝတ်မနှာခေါင်းဖျား၌တက်သောရွှေတစားနှင့်တူ၏ဖြောင့်မတ်သောသူသည်မြတ်သောအရာကိုသာတောင်းတတတ်၏မတရားသောသူမျောလင့်သောအရာမူကားဒေါသအမျက်နှင့်ဆိုင်တည်းစွန့်ကြဲတော်လဲဥစ္စာတူပွားတတ်သောသူရှိ၏အထောက်မတန်စုသိမ်း၍ဆင်းရဲခြင်းသို့ရောက်တတ်သောသူလည်းရှိ၏စွန့်ကြဲတတ်သောသူသည်ကြွယ်ဝလိမ့်မည်သူတပါးကိုရီလောင်းသောသူသည်ကိုယ်တိုင်ရီလောင်းခြင်းအကျိုးကိုခံရလိမ့်မည်စပါးကိုတူထားသောသူသည်လူများကျိန်ဆဲခြင်းကိုခံရလိမ့်မည်ရောင်းချသောသူဤကောင်း၌မူကားကောင်းကြီးမင်္ဂလာရှိလိမ့်မည်ကောင်းသောအရာကိုကြိုးစား၍ရှာသောသူသည်ကျေးဇူးကိုခံရလိမ့်မည်သူ့အကျိုးကိုဖျက်ခြင်းငှာရှာကြံသောသူမူကားကိုအကျိုးပြတ်ခြင်းရှိလိမ့်မည်
မိမိစည်းစိမ်ကိုကိုးစားသောသူသည်ရှုံးလိမ့်မည်ဖြောင့်မတ်သောသူမူကားတစ်ခက်ကဲ့သို့စိမ်လန်းလိမ့်မည်မိမိအိမ်ကိုနှောက်ယှက်သောသူသည်လေကိုအမွေခံရလိမ့်မည်မိုက်သောသူလည်းလိမ္မာသောသူထံ၌ကျွန်ခံရလိမ့်မည်ဖြောင့်မတ်သောသူတီးသောအသီးသည်အသက်ပင်အသီးဖြစ်၏သူတပါးတို့၏စိတ်ဝိညာဉ်ကိုရသောသူသည်လည်းပညာရှိဖြစ်၏ဖြောင့်မတ်သောသူတော်လည်းမြေကြီးပေါ်မှအပြစ်ဒဏ်ကိုခံရ၏မတရားသောသူနှင့်အပြစ်ထင်ရှားသောသူကိုမူကားအဘယ်ဆိုဖွယ်ရာရှိသနည်းသုတ်တန်ကျမ်းအခန်းကြီး7နီးဥပဒေသားကိုခံကျင်သောသူသည်ပညာအတတ်ကိုနှစ်သက်၏ဆုံးမခြင်းကိုမုန်းသောသူမူကားတရိစ္ဆာန်သဘောရှိ၏သူတော်ကောင်းသည်ထာဝရဘုရားရှိတော်၌မျက်နှာရတတ်၏မကောင်းသောအကြံကိုကြံစီသောသူမူကားအပြစ်စီရင်တော်မူခြင်းကိုခံရ၏လူသည်ဒုစရိုက်အားဖြင့်မြဲမြံခြင်းသို့မရောက်ရဖြောင့်မတ်သောသူ၏အပြစ်မူကားမရွှေ့ရသီလရှိသောမိန်းမသည်မိမိလေ၌ဥယျာတရဟုဖြစ်၏အဆက်ခွဲတတ်သောမိန်းမမူကားလင်း၏အယိုးတို့၌ဆွေးမြေ့ခြင်းကဲ့သို့ဖြစ်၏ဖြောင့်မတ်သောသူ၏အကြံသည်ဖြောင့်၏မတရားသောသူပေးသောအကြံမူကားမုသာဖြစ်၏မတရားသောသူ၏စကားသည်သူ့အသက်ကိုတတ်ခြင်းငှာစောင်းမြောင်းတတ်၏ဖြောင့်မတ်သောသူ၏နှုတ်မူကားသူတပါးတို့ကိုကယ်နှုတ်တတ်၏မတရားသောသူ၏အိမ်သည်ပြိုလဲပြောက်ပြက်ခြင်းဖြောင့်မတ်သောသူ၏အိမ်မူကားအမြဲတည်ခြင်းရှိတတ်၏လူသည်ဉာဏ်ပညာရှိသည့်အတိုင်းချီးမွမ်းခြင်းကိုခံရ၏သဘောကောက်သောသူမူကားမချီမဲ့မြင်ပြုခြင်းကိုခံရ၏စားစရာမရှိဘဲဝါကြွားသောသူထက်အတည်မရှိကိုအလုတ်ကိုလှုပ်ရသောသူသည်တာ၍ကောင်း၏ဖြောင့်မတ်သောသူသည်မိမိတိရစ္ဆာန်အသက်ကိုနှမျောတတ်၏မတရားသောသူမူကားဂယုဏအရာ၌ပင်ကြမ်းကြုတ်တတ်၏မိမိလေယာကိုလှုပ်သောသူသည်ဝါစွာစားရ၏အချီးနှီးသောအမှုကိုစောင့်သောသူမူကားညံ့ချို့တဲ့၏မတရားသောသူသည်လူဆိုးသုံးတတ်သောကြော့ကွင်းကိုအလိုရှိ၏ဖြောင့်မတ်သောသူ၏အမြင့်မူကားအသီးကိုတီးတတ်၏စကားလွန်ကျိုးရာတွင်စိုးသောကြော့ကွင်းရှိ၏ဖြောင့်မတ်သောသူမူကားအမှုထဲကထမြောက်တတ်၏လူသည်မိမိနှကန်းအသီးကိုဝါစွာစားရ၏မိမိလက်လောက်ရာအကျိုးအပြစ်ကိုလည်းခံရ၏မိုက်သောသူသည်မိမိပြုသောအမှုကိုမှန်သည်ဟုထင်တတ်၏အကြံပေးသောစကားကိုနားထောင်သောသူမူကားပညာရှိ၏မိုက်သောသူ၏အမျက်ဒေါသသည်ချက်ချင်းထင်ရှားတတ်၏ပညာသတိရှိသောသူမူကားရှက်စရာအမှုကိုဖုံးတတ်၏မှန်သောစကားကိုပြောသောသူသည်ဖြောင့်မတ်ခြင်းတရားမမှန်သောတက်သေးကိုခံသောသူမူကားမုသာတရားကိုပြသတတ်၏တန်လျက်နှင့်ထိုးတကဲ့သို့စကားပြောတတ်သောလူတချို့ရှိ၏ပညာရှိတို့၏ရှာမူကားအနာကိုပင်ပျောက်စေတတ်၏သစ္စာနှခမ်းသည်အစဉ်အမြဲတည်၏မုသာရှာမူကားခဏတာတည်၏မကောင်းသောအကြံကိုကြံသောသူတို့၏စိတ်ထဲမှလှည့်စားတတ်သောသဘောရှိ၏ရံပြည်စေခြင်းကအကြံပေးသောသူတို့၌ကဝမ်းမြောက်စရာအကြောင်းရှိ၏တရားသောသူ၌အမင်္ဂလာမရောက်ရမတရားသောသူမူကားအမင်္ဂလာနှင့်ပြေဝရလိမ့်မည်မုသာသုံးသောနှကန်းသည်ထာဝရဘုရားဆက်ဆုပ်ယွန်ရှာတော်မူဖွယ်ဖြစ်၏သစ္စာတရားကိုစောင့်ရှောက်သောသူတို့မူကားနှစ်သက်တော်မူဖွယ်ဖြစ်ကြ၏ပညာသတိရှိသောသူသည်မိမိသိသောအရာကိုပင်ထိန်ဝှက်တတ်၏
မိုက်တော်သူမူကားမိမိစိတ်အလိုအလျောက်မိုက်သောသဘောကိုထင်ရှားပြတတ်၏လုံလဝရိယပြုသောသူသည်အစိုးရတတ်၏ပြည့်ရသောသူမူကားအခွန်ပေးရ၏ဝမ်းနေခြင်းအကြောင်းသည်ညှိုးငယ်စေတတ်၏ကောင်းသောစကားမူကားရှင်လန်းစေတတ်၏ဖြောင့်မတ်သောသူသည်အိမ်နီးချင်းကိုလမ်းပြတတ်၏မတရားသောသူလိုက်သောလမ်းမူကားသူ့ကိုပင်လှည့်စားတတ်၏ပြင်းရသောသူသည်မုတ်ဆိုးလုပ်တော်လဲဖမ်းရသောအကောင်ကိုကင်၍မစားရလုံလဝရိယပြုသောသူ၏ဥစ္စာမူကားအဖိုးထိုက်ပေ၏ဖြောင့်မတ်ခြင်းတရားလမ်း၌သေဘေးမရှိအသက်ချမ်းသာလမ်းဖြစ်၏တုတ်တန်ကျမ်းအခန်းကြီး73ပညာရှိသောသားသည်အဘဤတွင်တင်ခြင်းကိုနားထောင်တတ်၏မထီမဲ့မြင်ပြုသောသားမူကားအပြစ်တင်ခြင်းကိုနားမထောင်တတ်လူသည်မိမိနှုတ်၏အသီးတီးဟုသောကောင်းသောအရာကိုစားရ၏ပြစ်မှားတတ်သောသူမူကားငင်ဆဲခြင်းအပြစ်၏အသီးကိုစားရ၏မိမိနှုတ်ကိုစောင့်သောသူသည်မိမိအသက်ကိုစောင့်၏မိမိနှုတ်ကိုကြဲကြဲဖွင့်သောသူမူကားပျက်စီးခြင်းသို့ရောက်တတ်၏ပြင်းရသောသူသည်အဘယ်အရာကိုမျှတောင်းတ၍မရတတ်လုံလဝရိယပြုသောသူမူကားမိမိအလိုဆန္ဒပြည့်စုံရ၏ဖြောင့်မတ်သောသူသည်မုသာစကားကိုမုန်းတတ်၏မတရားသောသူမူကားဆက်ဆုပ်ဖွယ်ဖြစ်၍အဆက်ကွဲခြင်းသို့ရောက်တတ်၏ဖြောင့်မတ်ခြင်းတရားသည်လမ်းမလွဲသောသူကိုစောင့်တတ်၏ဒုစရိုက်တရားမူကားအပြစ်ရှိသောသူကိုလှဲတတ်၏အလွန်စင်းရဲလျက်နှင့်ရတတ်ဟန်ဆောင်သောသူရှိ၏အလွန်ရတတ်လျက်နှင့်စင်းရဲဟန်ဆောင်သောသူလည်းရှိ၏စည်းစိမ်သည်ရတတ်သောသူ၏အသက်ကိုရွေးဖို့ဖြစ်၏စင်းရဲသောသူမူကားအပြစ်တင်သောစကားကိုမကြားဘဲနေ၏ဖြောင့်မတ်သောသူ၏အလင်းသည်ရွှင်လန်း၏မတရားသောသူ၏မိခွက်မူကားသေရလိမ့်မည်မာနကြောင့်သာရန်တွေ့ခြင်းဖြစ်၏တတိပေးသောစကားကိုနာခံသောသူမူကားပညာရှိ၏လက်ပေါ်ခြင်းအပြင်ဥစ္စာသည်လျော့တတ်၏ကြိုးစားအားထုတ်၍စီးပူးသောသူ၏ဥစ္စာမူကားပြန့်ပွားတတ်၏မျော်လင့်သောအရာသည်ဖြစ်နှဲ့လျင်စိတ်နှလုံးကိုပူပန်စေတတ်၏အလိုပြည့်စုံသောအခါမူကားအသက်ပင်ဖြစ်၏နှုတ်ကပတ်တော်ကိုမထီမဲ့မြင်ပြုသောသူသည်ပျက်စီးလိမ့်မည်ပညတ်တရားတော်ကိုခန့်ညားသောသူမူကားချမ်းသာရလိမ့်မည်ပညာရှိသောသူ၏တရားသည်အသေးခံရာကြောကွင်းတို့မှလွှဲရှောင်ရာအသက်ဆန်းရည်တွင်ဖြစ်၏ကောင်းသောဉာဏ်ရှိသောသူသည်မျက်နှာရတတ်၏ပြစ်မှားသောသူတို့လမ်းမူကားခက်သောလမ်းဖြစ်၏တမာတရိရှိသောသူအပေါင်းတို့သည်ပညာအတတ်နှင့်ပြုမှုတတ်ကြ၏မိုက်သောသူမူကားမိမိမိုက်သောအပြစ်ကိုထင်ရှားစေတတ်၏မတရားသောအစေခံသည်မိမိဆောင်သောအမှုကိုဖျက်တတ်၏သစ္စာရှိသောတန်တမန်မူကားကျမ်းမာခြင်းအကြောင်းဖြစ်၏တွင်တင်ခြင်းကိုငင်းပယ်သောသူသည်ဆင်းရဲခြင်းနှင့်ရှက်ကြောက်ခြင်းသို့ရောက်လိမ့်မည်ဆုံးမသောစကားကိုနားထောင်သောသူမူကားကုံအတည်ကိုရလိမ့်မည်အလိုဆန္ဒပြည့်စုံခြင်းအရာသည်ချိုးမိန်၏ဒုစရိုက်ကိုရှောင်သောအရာမူကားမိုက်သောသူတို့ဆက်ဆုပ်သောအရာဖြစ်၏ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည်ပညာရှိတတ်၏လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကားပျက်စီးတတ်၏အပြစ်ရှိသောသူတို့ကိုဘေးလိုက်တတ်၏ဖြောင့်မတ်သောသူတို့မူကားကောင်းသောအကျိုးကိုခံရလိမ့်မည်သူတော်ကောင်းသည်သားမီးတို့အဖို့အမွေဥစ္စာကိုချန်ထားတတ်၏အပြစ်ရှိသောသူ၏စည်းစိမ်မူကားဖြောင့်မတ်သောသူတို့အဖို့တူထားလျက်ရှိ၏
စင်းရဲသားလေလှုပ်ခြင်းအပြင်စားစရာပွားများတတ်၏တို့ရာတွင်မတရားသောအမှုကြောင့်ပျက်စီးခြင်းသို့ရောက်တတ်၏ချိန်လုံးကိုမတုံသောသူသည်မိမိသားကိုမုန်းရာသို့ရောက်၏သားကိုချစ်သောသူမူကားငယ်သောအရွယ်မှစ၍ဆုံးမတတ်၏ဖြောင့်မတ်သောသူသည်ဝါစွာစားရသောအခွင့်ရှိ၏မတရားသောသူမူကားမွတ်သိပ်ခြင်းကိုခံရလိမ့်မည်သုတ်တန်ကျမ်းအခန်းကြီး14ပညာရှိသောမိန်းမသည်မိမိအိမ်ကိုတည်ဆောက်တတ်၏မိုက်သောမိန်းမမူကားကိုယ်လက်နှင့်ဖြိုဖျက်တတ်၏ဖြောင်သောလမ်းသို့လိုက်သောသူသည်ထာဝရဘုရားကိုကြောက်ရွံ့တတ်၏ကောက်သောလမ်းသို့လိုက်သောသူမူကားမထီမဲ့မြင်ပြုတတ်၏မိုက်သောသူ၏နှုတ်၌မာနချိန်လုံးရှိ၏ပညာရှိသောသူ၏နှုတ်ခမ်းတို့သည်ကယ်တင်သောအမှုကိုပြုတတ်၏နွားချီမရှိသောတင်းကုတ်သည်စင်ကြယ်၏သို့တော်လည်းနွားခွန်အားကိုသုံး၍များသောစီးပွားကိုရတတ်၏သစ္စာရှိသောတက်သေးသည်မုတာမသုံးတတ်သစ္စာပြတ်သောတက်သေးမူကားမုတာကိုသုံးတတ်၏မထီမဲ့မြင်ပြုသောသူသည်ပညာကိုရှာ၍မတွေ့ရဉာဏ်ရှိသောသူမူကားပညာအတတ်ကိုရလွယ်၏မိုက်သောသူနှင့်တွေ့၍သူ၏နှုတ်၌ပညာအတတ်မရှိသည်ကိုသိမြင်လျှင်ထိုသူကိုရှောင်သွားလောပညာတတိရှိသောသူ၏ပညာကကိုသွားရသောလမ်းကိုသိခြင်းတည်းမိုက်သောသူ၏မိုက်ခြင်းမူကားပရိယေတည်းမိုက်သောသူတို့သည်ဒုစရိုက်အပြစ်ကိုမထီလေးစားပြုကြ၏ဖြောင့်မတ်သောသူတို့မူကားတယောက်ကိုတယောက်ကျေးဇူးပြုကြ၏စိတ်နှလုံးသည်မိမိဒုက္ခကိုသိ၏စိတ်နှလုံးရှင်လန်းခြင်းအကြောင်းကိုလည်းသူတစ်ပါးမဆိုင်တတ်မတရားသောသူ၏အိမ်သည်ပြိုလဲတတ်၏ဖြောင့်မတ်သောသူ၏တဲမူကားပွင့်လန်းတတ်၏လူချင်းသည့်အတိုင်းမှန်သောလက္ခဏာရှိတော်လဲအဆုံး၌သေခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏လူသည်ရေစဉ်အခါပင်ဝမ်းနည်းသောစိတ်တော်ရှိ၏ထိုရေမောရွှင်လန်းခြင်းအဆုံး၌လည်းညှိုးငယ်ခြင်းရှိတတ်၏စိတ်နှလုံးဖောက်ပြန်သောသူဖြစ်စေသူတော်ကောင်းဖြစ်စေမိမိအကျင့်တို့နှင့်ဝလိမ့်မည်ဉာဏ်တိမ်သောသူသည်သူတစ်ပါးပြောသမျှကိုယုံတတ်၏ပညာတတိရှိသောသူမူကားမိမိသွားရလမ်းကိုစစ်စစ်ကြည့်ရှုတတ်၏ပညာရှိသောသူသည်ကြောက်၍ဒုစရိုက်ကိုရှောင်တတ်၏မိုက်သောသူမူကားမာနကြီး၍ရဲရင်တတ်၏စိတ်တူသောသူသည်မိုက်စွာသောအမှုကိုပြုတတ်၏မကောင်းသောအကြံကိုကြံသောသူကိုလည်းသူတစ်ပါးမုန်းလိမ့်မည်ဉာဏ်တိမ်သောသူသည်မိုက်ခြင်းကိုအမွေခံတတ်၏ပညာတတိရှိသောသူမူကားသိပ္ပံတရဖူကိုစောင့်တတ်၏လူဆိုးတို့သည်သူတော်ကောင်းရှိ၌၎င်းမတရားသောသူတို့သည်ဖြောင့်မတ်သောသူ၏အိမ်တကားဝ၌၎င်းဦးချတတ်၏ဆင်းရဲသောသူသည်မိမိအိမ်နီးချင်းမုန်းခြင်းကိုပင်ခံရမည်ငွေရတတ်သောသူ၌မူကားများစွာသောအဆွေခင်ပွန်းရှိလိမ့်မည်မိမိအိမ်နီးချင်းကိုမချီမဲ့မြင်ပြုသောသူသည်အပြစ်ရှိ၏ဆင်းရဲသောသူကိုတနာသောသူမူကားမင်္ဂလာရှိ၏မကောင်းသောအကြံကိုကြံတတ်သောသူတို့သည်မှားယွင်းကြလိမ့်မည်ကျေးဇူးပြုမည်ဟုကြံတတ်သောသူတို့မူကားဂရုဏာအကျိုးနှင့်သစ္စာအကျိုးကိုခံရကြလိမ့်မည်ကြိုးစား၍လှုပ်လေရာ၌ကျေးဇူးရှိ၏စကားများခြင်းအကျိုးမူကားဆင်းရဲခြင်းတသက်တည်းပညာရှိသောသူတို့၏စီးစိမ်ဥစ္စာသည်သူတို့အိုးရတရဖူဖြစ်၏မိုက်သောသူတို့၏မိုက်ခြင်းမူကားအမိုက်တသက်ဖြစ်၏မှန်သောသက်သေးသည်သူ့အသက်ကိုကယ်တင်တတ်၏မမှန်သောသက်သေးမူကားမုတာကိုတုံးတတ်၏
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည်အာကြီးသောကိုးစားရာအခွင့်ကိုဖြစ်စေတတ်၏သားတော်တို့သည်လည်းခိုလုံရာအရက်ကိုရကြလိမ့်မည်ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်အသေးခံရာကြုတ်ကွင်းတို့မှလွဲရှောင်ရာအသက်ဆန်းရည်တွင်ဖြစ်၏ပြည်သားများပြားရာ၌ရှင်ဘုရင်၏ဘုန်းတော်တည်၏ပြည်သားနေပါရာ၌ကမြင်းအကျိုးနေခြင်းရှိ၏စိတ်ရှိသောသူသည်ပညာကြီး၏စိတ်တူသောသူမူကားအထူးသဖြင့်မိုက်ပေ၏ကျမ်းမာသောနှလုံးသည်ကိုယ်အသက်ရှင်စေသောအကြောင်းညူဆူသောသဘောမူကားအယိုးဆွေးမြင့်ခြင်းအကြောင်းဖြစ်၏ဆင်းရဲသားတို့ကိုညှင်းဆဲသောသူသည်ဖန်ဆင်းတော်မူသောဖျားကိုကဲ့ရဲ့၏ဖျားကိုယူသေးသောသူမူကားဆင်းရဲသောသူတို့ကိုတနာတတ်၏မတရားသောသူသည်မတရားသဖြင့်ပြုစဉ်အခါလှဲခြင်းကိုခံရ၏ဖြောင့်မတ်သောသူမူကားတည်သောအခါ၌ပင်မျှော်လင့်စရာရှိ၏ဉာဏ်ရှိသောသူ၏နှလုံး၌ပညာကျင့်ဝတ်တတ်၏မိုက်သောသူတို့အထဲ၌ရှိသောအရာမူကားထင်ရှားတတ်၏ဖြောင့်မတ်ခြင်းတရားသည်ပြည်သားတို့ကိုချီးမြှောက်တတ်၏ဒုစရိုက်အပြစ်မူကားပြည်သားများတို့ကိုရှုတ်ချတတ်၏ပညာရှိသောကျွန်အားရှင်ဘုရင်သည်ကျေးဇူးပြုတတ်၏အရှက်ခွဲတတ်သောကျွန်မူကားအမျက်တော်ကိုခံရမည်တုတ်တန်ကျမ်းအခန်းကြီး15ပြင်းရင်သောစကားသည်စိတ်ကိုဖြည့်တတ်၏ကြမ်းတမ်းသောစကားမူကားအမျက်ကိုနှိုးဆော်တတ်၏ပညာရှိသောသူ၏ရှာသည်ပညာအတတ်ကိုတင့်တယ်စေတတ်၏မိုက်သောသူတို့၏နှုတ်မူကားမိုက်သောအရာကိုတွန်းလောင်းတတ်၏ထာဝရဘုရား၏မျက်စိတော်သည်ခတ်သိမ်းသောအရာတို့၌ရှိ၍ကောင်းမကောင်းကိုကြည့်ရှုတော်မူ၏ဖြင်းရင်သောရှာသည်အသက်ဖြစ်၏ကြမ်းတမ်းသောရှာမူကားစိတ်နာစေတတ်၏မိုက်သောသူသည်အဘသွန်သင်ခြင်းကိုမထီမဲ့မြင်ပြုတတ်၏ဆုံးမသောစကားကိုနားထောင်သောသူမူကားတမာတတိနှင့်ပြည့်စုံတတ်၏ဖြောင့်မတ်သောသူ၏အိမ်၌များစွာသောစည်းစိမ်ရှိ၏မတရားသောသူခံရသောအခွန်မူကားများစွာသောနှောင့်ယှက်ခြင်းနှင့်ရှင်၏ပညာရှိသောသူ၏နှကမ်းတို့သည်ပညာအတတ်ကိုစွန့်ကြဲတတ်၏မိုက်သောသူ၏နှလုံးမူကားပညာမရှိမတရားသောသူပူဇော်သောရစ်ကိုထာဝရဘုရားဆက်ဆုပ်ယွန်ရှာတော်မူ၏သဘောဖြောင့်သောသူဆုတောင်းသောပရဏာကိုကနှစ်သက်တော်မူ၏မတရားသောသူလိုက်သောလမ်းကိုထာဝရဘုရားဆက်ဆုပ်ယွန်ရှာတော်မူ၏ဖြောင့်မတ်ခြင်းတရားလမ်းသို့လိုက်သောသူကိုကချစ်တော်မူ၏လမ်းလွဲသောသူသည်ဆုံးမသောစကားကိုနားမခံလို့သို့တော်လည်းအပြစ်တင်ခြင်းကိုမုန်းသောသူသည်သေရမည်မရဏနိုင်ငံနှင့်အာဗရုန်နိုင်ငံသည်ထာဝရဘုရားရှိတော်၌ထင်ရှား၏ထိုမြမကလူသားတို့၏နှလုံးသည်တာ၍ထင်ရှား၏မထီမဲ့မြင်ပြုသောသူသည်အပြစ်ပြသောသူကိုမချစ်တတ်ပညာရှိထံသို့မချီးကပ်တတ်ရွှင်လန်းသောစိတ်နှလုံးသည်ချိုသောမျက်နှာကိုဖြစ်စေတတ်၏ညှိုးငယ်ခြင်းအပြင်ကစိတ်ပြတ်တတ်၏ဉာဏ်ကောင်းသောသူ၏စိတ်နှလုံးသည်ပညာအတတ်ကိုရှာတတ်၏မိုက်သောသူတို့၏နှုတ်မူကားမိုက်ခြင်းကိုကြက်စားတတ်၏စင်ရဲညွငင်သောသူ၏နေရရှိသမျှတို့သည်ဆိုးရုပ်ကြ၏ရှင်လန်းသောစိတ်နှလုံးမူကားအစဉ်အမြဲခံရသောပွဲဖြစ်၏နှောင့်ယှက်ခြင်းနှင့်ရှင်၍ကြီးစွာသောစည်းစိမ်ထက်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့်ရှင်သောဥစ္စာအနည်းငယ်သည်တာ၍ကောင်း၏
စုအောင်ထားသောနွားတစ်ကောင်လုံးကိုအချင်းချင်းအညှိုးထားသောစိတ်နှင့်စားရသည်ထက်ချစ်ချင်းမေတ္တာပါသောဟင်းရွက်တနတ်စာသည်သာ၍ကောင်း၏မာနာကြီးသောသူသည်ရန်ကိုနှိုးဆော်တတ်၏တီးခံနိုင်သောသူမူကားငြိမ်တတ်၏ပြင်းရသောသူသွားရလမ်း၌စူးပင်စည်းကလည်းရှိ၏ဖြောင့်မတ်သောသူသွားရလမ်းမူကားမိုးမောက်လက်ရှိ၏ပညာရှိသောသားသည်အဘဝမ်းမြောက်ခြင်းအကြောင်းဖြစ်၏မိုက်သောသားမူကားမိမိအမိကိုမထီမဲ့မြင်ပြုတတ်၏ဉာဏ်မရှိသောသူသည်မိုက်ခြင်း၌ပျော်မွေ့တတ်၏ဉာဏ်ရှိသောသူမူကားဖြောင့်မတ်သောအကျင့်ကိုကျင့်တတ်၏တိုင်ပင်ခြင်းမရှိလျှင်အကြံပြတ်တတ်၏တိုင်ပင်သောသူများလျှင်မူကားအကြံတည်တတ်၏လူသည်ပြန်ပြောသောစကားအပြင်ဝမ်းမြောက်စရာအကြောင်းရှိ၏အချိန်တန်၍ပြောသောစကားသည်လည်းအလွန်လျောက်ပတ်ပေ၏ပညာရှိသောသူလိုက်ရာအသက်လန်းသည်အောက်အယံမရဏနိုင်ငံမှလွှဲရှောင်၍အထက်သို့ပို့ဆောင်တတ်၏မာနထောင်လွှားသောသူ၏အိမ်ကိုထာဝရဘုရားဖျက်ဆီးတော်မူမည်မုတ်ဆိုးမနေရအရက်ကိုကတည်စေတော်မူမည်မတရားသောသူ၏အကြံအစီတို့ကိုထာဝရဘုရားဆက်ဆုပ်ယွန်ရှာတော်မူ၏စင်ကြယ်သောသူ၏စကားတို့ကိုကနှစ်သက်တော်မူ၏မတရားသောစီးပွားကိုရှာသောသူသည်မိမိအိမ်သားတို့ကိုနှောက်ယှက်တတ်၏တစိုးကိုယွန်သောသူမူကားအသက်ချမ်းသာရလိမ့်မည်ဖြောင့်မတ်သောသူသည်အဘယ်သို့ပြန်ပြောရမည်ကိုစိတ်နှလုံးထဲမှဆင်ခြင်တတ်၏မတရားသောသူ၏နှုတ်မူကားမကောင်းသောအရာတို့ကိုသွန်လောင်းတတ်၏ထာဝရဘုရားသည်မတရားသောသူတို့နှင့်ဝေးတော်မူ၏ဖြောင့်မတ်သောသူ၏ပရဏာစကားကိုကနားထောင်တော်မူ၏မျက်စိအလင်းသည်နှလုံးကိုရှင်လန်းစေတတ်၏ကောင်းသောသတင်းစကားသည်လည်းအယိုးတို့ကိုချင်းစီနှင့်ပြေဝစေတတ်၏အသက်နှင့်ရှင်သောဆုံးမခြင်းစကားကိုနားထောင်သောသူသည်ပညာရှိတို့နှင့်ပေါင်းဖော်ရသောအခွင့်ရှိ၏ဆုံးမခြင်းစကားကိုပယ်သောသူသည်မိမိအသက်ဝိညာဉ်ကိုမထီမဲ့မြင်ပြုရာသို့ရောက်၏နားထောင်သောသူမူကားဉာဏ်ကိုရတတ်၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာကိုတွင်တင်ခြင်းဖြစ်၏ဂုဏ်အတ္တိအရင်၌နှိမ်ချခြင်း၏နေရာရှိ၏